မေချီလူနှုတ်တလုံးမူသာချေတာသိပါရဲ့မေရဲ့အမေချီလူနှုတ်တစ်စက်တည်းမူမတထွတ်တဝဲကလေးတို့ပြန်ပြီးဆက်ချင်မေမာတာမီရင်ချစ်တော်မေလက်စေရမှုရှိခိုးပါ၏မေမေမြစ်စွာပြတော်မှာမွေးမေတည်သူ